နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပုရိတံဘောဓိတံပါရိနိဗ္ဗတံဝတ္တဇာတိယံယတတေစေနထာဝခိမဟာတတ္တံဝိဝေစီတပိညုတဉာဏ်တော်ကိုရရှိခြင်းဤအခြေခံဖြစ်သောပါရမီတို့ကိုဖြည့်ကျင်သောဖရာအလောင်းသည်နှုတ်စဉ်ဘဝကငုံငယ်မျိုး၌ဖြစ်ရလေ၏ဖရာအလောင်းငုံငယ်ကိုဤပရိတ်တော်ဤတကိုးကြောင့်တော်မီကွင်ရလေ၏ထေရတတာရိပုတ္တတလောကနာထေနဘာတိတံကပ္ပထာယေမဟာတေဇံပရိတံတံဗနာမဟေဤပရိတ်တော်ကိုရှင်သာရိပုတ္တရာမဟာထေမြတ်အားမြတ်စွာဘုရားဟောကြားတော်မူခဲ့၏ဤပရိတ်တော်သည်ကမ္ဘာတည်လိမ့်မည်တကိုယ်လဲလွန်စွာကြည်၏ယခုအခါထိုငုံမြင်ပရိတ်ကိုကျွန်ုပ်တို့စုပေါင်းရွဆိုကြပါစို့အဋ္ဌိလောကေသီလကုနောသစ္ဆံသောစေယနုဒယတေနသစ္စေနကာဟာမိသစ္စာကရိယာမௌတ္တမံလောက၌သီလဤဂုဏ်ကျေးဇူးသည်ရှိပေ၏မှန်ကန်သောသစ္စာသည်ရှိပေ၏ကိုယ်ရေးနှုတ်ရေးစိတ်ရေးလုံးဝစင်ကြယ်ခြင်းသည်ရှိပေ၏တတ္တဝါတို့အားကျင်နာသနာခြင်းသည်ရှိပေ၏ဤသို့သောသစ္စာစကားဖြင့်အလွန်ကောင်းမြတ်သောသစ္စာပြုခြင်းကိုငါဖယားနုစဉ်ကပြုခဲ့ဘူးလေပြီအာဝုစိတဝါဓမ္မဗလံတရိတဝါပုပ္ပကေစီနေသစ္စာဗလမောတာယသစ္စာကရိယာမကာတဟံသစ္စာတရားဤစွမ်းပကားကိုဆင်ခြင်သုံးသပ်ပြီးရှိသောဖယားရှင်တို့ကိုအောက်မေတတိယပြီးသစ္စာဤစွမ်းကိုအမိပြု၍သစ္စာပြုခဲ့ဘူးလေပြီတန္တိပက္ခအပါဒနာတန္တိပါဒာအဝိဇ္ဇနာမာတာပိတာသနေခန္ဓာသာတဝေထပရိကမအိုတော်မီငါမအတောင်တို့ရှိပါတော့လေမပြန်နိုင်သေးပါငါမခြေတို့ရှိပါတော့လေမသွားတတ်သေးပါငါဤမိဘတို့သည်လေငါကိုထား၍ထွက်သွားကြလေပြီအိုတော်မီငါကိုဖဲခြင်းပါလောသဟာသစ္စေကတိမရှံမဟာပစ္စာလီတောတိခိဝိစေတိသောလတာကရိတာနိဥဒကံပတ္တဝါယထာတိခိသစ္စေနမေသမောနတ္ထိဧတာမေသစ္စာပါရမီฉิတာတာရိပုတ္တရာဤကဲ့သို့ငါဖယားလောင်းငုံငယ်ကသစ္စာပြုလိုက်သောအခါသစ္စာပြုပြီးသည်နှင့်တပြိုင်နက်တော်မီသည်ရေသို့ရောက်၍ဖဲခြင်းရတကဲ့သို့ငါကိုဖဲခြင်းလေ၏အရှိန်အလျံကြီးမားလာသောတော်မီသည်မင်းပဲ16ပဲခန့်မြကွင်းလေ၏
ချစ်သားသာရိပုတ္တရာငါဤသစ္စာစကားနှင့်တူသောတရားမည်သည်မရှိချေဤပါရမီကငါဖယားဤသစ္စာပါရမီပင်ဖြစ်တော်သည်ဝတ္တသုတ်တံနေဋ္ဌိတံတပည့်တော်သည်ဤဝတ္တသုတ်တော်ကိုယုံကြည်အားထားကံသုံးပါးဖြင့်ရွတ်ပွားပူဇော်ပါ၏ရှင်ဖျားဤသစ္စာစကားကြောင့်တပည့်တော်နှင့်တပည့်တော်မိသားစုတပည့်တော်မိသားစုနေထိုင်ရာအိမ်ယာရက်ွက်မြို့နယ်တို့သည်မိဘေးမှာအစဉ်ကင်းဝေးရပါစေတည်းသာဓုသာဓုသာဓု